Pacific သမုဒ္ဒရာကြီးရဲ့ရေတွေကိုခန်းချောက်အောင်စုပ်ထုတ်လိုက်မယ်ဆိုရင်တော့တခါမှမမြင်ဘူးသေးတဲ့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ငလျင်အန်ဒီယေကြီးတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဟာမိုင်ပေါင်း9000ကျော်အကွာအဝေးမှာရှိနေတာပါ။ကမ္ဘာပေါ်မှာလူဦးရေအထူးထပ်ဆုံးနဲ့အစည်းကားဆုံးမြို့ကြီးတစ်မြို့ရဲ့အနီးနားလေးမှာပဲရှိနေတာဖြစ်ပါတယ်။လူဦးရေတန်းနဲ့ချီရှုပ်ထွက်နေတဲ့တိုကျိုမြို့ကြီးနဲ့44မိုင်အကွာပင်လယ်ရေအောက်ထဲမှာပဟီလီဆန်နဲ့ထူးဆန်းတဲ့အရာတစ်ခုကိုပညာရှင်ရှာဖွေတွေ့ရှိခဲ့လို့အခုဆိုသိပ္ပံပညာရှင်တွေအားလုံးရင်တထိတ်ထိတ်ဖြစ်နေကြပါပြီ။ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်နိုင်ငံဟာကမ္ဘာငလျင်ခါပတ်ကွင်း Ring of Fire ပေါ်မှာတည်ရှိနေတာကြောင့်အမြဲတမ်းတဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာပါ။ကမ္ဘာပေါ်မှာလှုပ်ခတ်သမျှပြင်းအား6အထက်ရှိတဲ့အင်အားပြင်းငလျင်တွေရဲ့20%လောက်ဟာဒီဂျပန်နိုင်ငံမှာပဲဖြစ်ပွားလေ့ရှိပါတယ်။သူရဲ့အကြီးဆုံးမြို့ပြဖြစ်တဲ့တိုကျိုမြို့ကြီးဆိုရင်လွန်ခဲ့တဲ့65နှစ်အတွင်းမှာလည်းအဖြစ်ဆွမ်းအားပြင်းတဲ့မဟာငလျင်ကြီး6ကြိမ်အထိခံခဲ့ရပူပါတယ်။ဒါပေမဲ့အခုခါမှာတော့တိုကျိုမြို့ကမ်းခြေကနေ44မိုင်အကွာပင်လယ်ရေအောက်ထဲမှာအရင်ကနဲ့လုံးဝမတူပဲကဘာမြေထုကိုအကြီးကျယ်ဒုက္ခပေးနိုင်မဲ့မြေငလျင်အန်ဒီရဲ့တစ်တစ်ခုကိုဘူမိဗေဒပညာရှင်တွေကအသစ်တဖန်ထပ်မံရှာဖွေတွေ့ရှိလိုက်ရပြီဖြစ်ပါတယ်။